Good Friday ဆိုတဲ့တောက်ကြနေ့ကြီးဆိုတာဘာလဲတောက်ကြနေ့ကြီးဆိုတာခရိယန်ဘာသာဝင်များအတွက်အလွန်အင်မတန်မှအရေးကြီးတဲ့နေ့တစ်နေ့ဖြစ်ပြီးတော့မှသခင်ယေရှုခရစ်တော်လက်ဝါးကားတိုင်ပေါ်မှာအသေးခံတော်မူခြင်းကိုအောက်မေ့တတိယတဲ့နေ့ဖြစ်ပါတယ်ဒီနေ့နဲ့ပတ်သက်ပြီးတော့မှကျမ်းစာအထောက်အထားနဲ့အစဉ်လာအထောက်အထားတို့ကိုရှင်းပြပေးခြင်းပါတယ် Scriptural evidence ဆိုတဲ့ကျမ်းစာအထောက်အထားများသခင်ယေရှုရဲ့နောက်ဆုံးအချိန်နာရီများကိုခရစ်ဝင်ကျမ်းကြီး၄ဆောင်စလုံးဖြစ်တဲ့ရှင်မာသက်ရှင်မာကုရှင်လုကာရှင်ယောဟန်ခရစ်ဝင်ကျမ်းဆောင်တို့မှာအသေးစိတ်ဖော်ပြထားတာဖြစ်ပါတယ်ဖန်ဆီးခြင်းနဲ့တရားစီရင်ခြင်းယေစမနေဥယျာဉ်မှာဆုတောင်းနေတဲ့အခါတစ္ဆာဖောက်ယူဒဣစကာရိယုတ်ရဲ့ပြသမှုနဲ့သခင်ယေရှုဟာဖန်ဆီးခံရတာဖြစ်ပါတယ်ပြီးတဲ့နောက်မှာယိပရောဟိတ်မင်းများဘာသာရေးကောင်းဆောင်များနဲ့ရောမဘုရင်ခံပိလတ်မင်းရှေ့မောက်မှာမတရားစီရင်ခြင်းကိုခံခဲ့ရတာဖြစ်ပါတယ်ဒီအကြောင်းအရာတွေကိုရှင်မဿဲခရစ်ဝင်အခန်းကြီး26အငယ်48ကနေ68ပြီးတော့မှရှင်ယောဟန်ခရစ်ဝင်အခန်းကြီး18အငယ်1ကနေ40တို့မှာတွေ့နိုင်ပါတယ်နောက်တစ်ခုလက်ဝါးကတိုင်ပေါ်မှာအသေးခံခြင်းသခင်ယေရှုဟာသူထမ်းရမဲ့လက်ဝါးကတိုင်ကိုထမ်းပြီးတော့မှဂေါလဂေါတာလို့ခေါ်တဲ့ဦးကောင်းခွန်အရက်ကိုထွက်ခွာသွားခဲ့တာဖြစ်ပါတယ်မနေ့9နာရီခန့်မှာလက်ဝါးကတိုင်မှာရိုက်ထားခြင်းခံရပြီးတော့မှမွန်းလွဲ3နာရီခန့်မှာအသက်ဆုံးတော်မူခဲ့တာဖြစ်ပါတယ်ဒီအကြောင်းအရာကိုရှင်လုကာခရစ်ဝင်အခန်းကြီး23အငယ်33ကနေ46နဲ့ရှင်မာကုခရစ်ဝင်အခန်းကြီး15အငယ်21ကနေ30မှာကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်နောက်တစ်ခုအနေနဲ့ prophet ပြုချက်များပြည့်စုံခြင်းဓမ္မဟောင်းကျမ်းမှာကယ်တင်ရှင်ဟာလူသားတို့ရဲ့အပြစ်အတွက်ဝေဒနာခံရမယ်ဆိုတဲ့အကြောင်းကြိုတင်ဟောထားချက်ဟာဒီကနေ့တောက်ကြနေ့မှာပြည့်စုံခဲ့တာဖြစ်ပါတယ်ဒီအကြောင်းအရာကိုဟေရှာယအနာဂတိကျမ်းအခန်းကြီး53အငယ်9မှာဘယ်လိုဖော်ပြထားသလဲဆိုရင်ငါတို့လွန်ကျူးခြင်းအပြစ်များကြောင့်သူဒီဒဏ်ချက်ကိုခံရလေပြီဆိုပြီးတော့မှတွေ့ရမှာဖြစ်ပါတယ်နံပါတ်1အစဉ်လာအထောက်အထားများ traditions ခရိယန်တမိုင်းတလျှောက်မှာတောက်ကြနေ့ကြီးကိုကျင်းပလာခဲ့တာအစဉ်လာများစွာရှိပါတယ်ပထမတစ်ခုကအမည်နာမရဲ့အဓိပ္ပာယ် Good Friday လို့ခေါ်ဆိုရခြင်းဟာအင်္ဂလိပ်စကားဟောင်းဖြစ်တဲ့ God's Friday ကနေဆင်းသက်လာတယ်လို့တချို့ကယူဆကြတယ်လို့သခင်ယေရှုရဲ့အသေးခံခြင်းဟာလူသားမျိုးနွယ်အတွက်အကောင်းဆုံးသောကယ်တင်ခြင်းကိုဆောင်ခြင်းပေးတဲ့အတွက်ကြောင့်ကောင်းသောတောက်ကြနေ့ Good Friday လို့ခေါ်တွင်ခြင်းဖြစ်ပါတယ်နောက်တစ်ခုဝတ်ပြုကိုးကွယ်မှုပုံစံများ Veneration of the Cross လက်ဝါးကတိုင်ကိုအထူးအလေးပြုခြင်းဖြစ်ပါတယ် Stations of the Cross သခင်ယေရှုရဲ့ဒုက္ခခံရာ14ချက်ကိုလှည့်လည်ဆုတောင်းခြင်းဖြစ်ပါတယ်အစာရှောင်ခြင်းဒီနေ့မှာခရိယန်အများစုဟာအသားရှောင်ခြင်းဒါမှမဟုတ်အစာရှောင်ခြင်းဆုတောင်းခြင်းများပြုလုပ်ကြတာဖြစ်ပါတယ်နာရီ3ပါးဝတ်ပြုခြင်းသခင်ယေရှုလက်ဝါးကတိုင်ပေါ်မှာဝေဒနာခံခဲ့ရတဲ့မွန်းတက်12နာရီမှ3နာရီအထိဝတ်ပြုခြင်းလုပ်ကြတာဖြစ်ပါတယ်နံပါတ်3အဖြစ်ပြက်နဲ့အစီအစဉ်တောက်ကြနေ့ချင်းမှာဖြစ်ပျက်ခဲ့တဲ့အဓိကအဖြစ်ပြက်များကိုအချိန်နဲ့တကွကြည့်ကြမယ်ဆိုရင်နတ်နဲ့စောစောပိလာတုမင်းရဲ့တရားစီရင်မှုကိုခံယူပြီးကွက်မြက်ရန်အမိန့်ချမှတ်ခြင်းနနက်9နာရီလက်ဝါးကတိုင်ပေါ်မှာရိုက်ထားခံရခြင်း
မွန်းတက်12နာရီမြေကြီးတပြင်လုံး3နာရီတိုင်တိုင်မှောင်မိုက်သွားခြင်းမွန်းလွယ်3နာရီသခင်ယေရှုတက်ဆွတော်မူခြင်းညနေပိုင်းဂျိုးဆက်ခေါ်အရိမေတယမြို့သားကသခင်ယေရှုရဲ့အလောင်းတော်ကိုဂူသွင်းတကြိုခြင်းနောက်ဆုံးအနေနဲ့နံပါတ်4ဝိညာဉ်ရေးရအနှစ်သာရတောက်ချာနေ့ကြီးဟာဝမ်းနည်းစရာနေ့တစ်နေ့ဖြစ်ပေမဲ့ခရိယန်ယုံကြည်ခြင်းရဲ့အခြေခံအုတ်မြစ်လည်းဖြစ်ပါတယ်သခင်ယေရှုဟာအပြစ်မရှိဘဲအသေးခံခြင်းနဲ့လူသားတို့ရဲ့အပြစ်ကြွေးကိုပေးဆက်ခဲ့ခြင်းဖြစ်ပါတယ်ဖျားသခင်၏သားတော်သည်ငါ့ကိုချစ်၍ငါ့ဖို့ကိုစွန့်တော်မူပြီးဂလာတိမြို့သားတို့ထံရေးသောစာအခန်းကြီး1အငယ်20မှာတွေ့ရတာဖြစ်ပါတယ်ဒီတောက်ချာနေ့ကြီးရဲ့နောက်မှာတနင်္ဂနွေနေ့ဖြစ်တဲ့ Easter Sunday အဲ့နေ့မှာတည်ခြင်းကနေပြန်လည်ရှင်ပြန်ထမြောက်ခြင်းဟူတဲ့မျော်လင့်ချက်နဲ့အောင်မြင်ခြင်းတို့ဟာကလျက်တည်ရှိတာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်